ဒီရက်ပိုင်းမှာကမက်တယ်လောကဒါမှမဟုတ် Slipknot fan base တစ်ခုလုံးကိုလှုပ်ခတ်သွားစေနိုင်တဲ့သတင်းတစ်ပုဒ်တက်လာခဲ့ပါတယ်။ Slipknot တို့ကဒီမူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့သူတို့ကကုမ္ပဏီတစ်ခုကိုရောင်းချလိုက်တာပါ။ဒါတွေကဘာအဓိပ္ပာယ်ထွက်တာလဲဘယ်သူကဒါမျိုးတွေရောင်းလိုက်တာလဲရောင်းလိုက်တဲ့အတွက်ဒီဘန်မှာဘာအကျိုးမြတ်တွေတက်ရောက်လာနိုင်လဲဘန်ရဲ့အနာဂတ်မှာဘယ်လိုမျိုးတွေဆက်သွားနိုင်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ဒါနဲ့စကားမဆက်ကျွန်တော်ကပုံမှန်အတိုင်းဆိုရင်ဒီလိုမျိုး update ဖြစ်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးချင်တာဗျာဒါပေမဲ့ဒီအလုပ်မအားတာရယ်ပြီးတော့ဂျားထဲမှာပြင်းနေတာရယ်အကြောင်းဗျာဒီလိုမျိုး update ဖြစ်တဲ့အကြောင်းအရာတွေကိုကျွန်တော်မတင်ပြဘူးအခုကတော့နည်းနည်း update ဖြစ်သေးရလို့တော့ပြောလို့ရတဲ့အကြောင်းအရာတစ်ခုနဲ့ပထမဆုံးစပြီးတော့ဗီဒီယိုလုပ်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာတော့ထုံးစံတိုင်းပဲကျွန်တော်ရဲ့ YouTube channel လေးကိုsubscribe လေးလုပ်ပေးပါပြီးရင် VPN လေးခံပြီးတော့ကြည့်ရှုပေးဖို့အတွက်ကိုကျွန်တော်တောင်းဆိုချင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ content တွေကိုလည်း TikTok နဲ့ Facebook စာမျက်နှာတွေမှာတွားရောက်ပြီးတော့အားပေးလို့ရပါတယ်ဒီသတင်းကြားရဲမှာပဲလန့်သွားတာတွေဒီဝမ်းတာသွားတာမျိုးတွေမဖြစ်ခင်မှာကျွန်တော်ကဒီကိစ္စတကယ်တမ်းဘာလို့ဆိုလိုတာလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဘာလို့ TY တွေကဒီလိုမျိုးလုပ်တာလဲ Slipknot နဲ့သူတို့ရဲ့ fan base တစ်ခုလုံးကိုဒီစာချုပ်ကဘလို့အကျိုးသက်ရောက်မှုရှိနိုင်တာလဲဆိုတာကို break down လေးလုပ်ပြီးတော့မှာပါဒီလိုစနစ်မျိုးကဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာတော့မရှိသေးဘူးဘာလို့လဲဆိုတော့ဒီနိုင်ငံမှာကျတော့ဒီမူပိုင်ခွင့်တွေရပိုင်ခွင့်တွေတေးဆိုဒီကဏ္ဍတွေမှာပဲနည်းနည်းတိုင်ပတ်နေကြတယ်ဗျာနိုင်ငံခြားမှာဆိုလို့ရှိရင်သူတို့ရဲ့ထွက်ပြီးသားစင်းရဲတစ်ခုလုံးကုမ္ပဏီကြီးတစ်ခုရောင်းပြီးတော့မှပဲဒီကုမ္ပဏီကနေပြီးတော့ marketing strategy တွေလုပ်ပြီးတော့စီးပွားရှာတဲ့ပုံစံမျိုးတွေအထိပါသွားနေပြီပထမဆုံးအနေနဲ့ဗျာသူတို့ရောင်းချလိုက်တဲ့တေးဂီတာစင်းရဲဆိုတာဘာလဲဆိုတာကျွန်တော်နည်းနည်းလေးရှင်းပြခြင်းတယ်ဒါကတော့ကျွန်တော်တို့အကြံဉာဏ်အဖြစ်ဗျာဘန်ဒါမှမဟုတ်ရင်ဒီဂီတသမားတယောက်ကနေပြီးတော့သူဖန်တီးထားတဲ့ဂီတနဲ့ပတ်သက်တဲ့ညာနာပိုင်းဆိုင်ရာပစ္စည်းလို့ကျွန်တော်တို့ကမှတ်ယူလို့ရတယ်အဲ့ဒီထဲမှာဘာတွေပါလဲဆိုလို့ရှိရင် master recording တွေပါတယ်ပြီးလို့ရှိရင်ထုတ်ဝေခွင့်နဲ့ပတ်သက်တဲ့အခွင့်အရေးတွေပါတယ်အဲ့ဆိုလို့ရှိရင် Slipknot ရဲ့တခြင်းတစ်ပုဒ်ကို CD တွေ radio တွေရုပ်ရှင်တွေမှာတုံးတိုင်းအနုပညာရှင်ကနေပြီးတော့နမူနာအနေနဲ့ဗျအဲ့လိုတချို့ rap တခြင်းတွေမှာ sample ဖြတ်သုံးတဲ့ပုံစံမျိုးတွေအသုံးပြုတဲ့အချိန်ဒါမှမဟုတ်ရင်ကြော်ညာတွေမှာထည့်သွင်းတဲ့အချိန်တိုင်းမှာမူပိုင်ခွင့်ကြေးလို့ခေါ်တဲ့ royalty fee တွေရရှိတယ်အဲ့ဒီမူပိုင်ခွင့်ကြေးတွေကမူရင်းဖန်တီးသူနဲ့ဒါမှမဟုတ်ရင်ဖန်တီးမှုမှာပါဝင်တဲ့လူတွေစီကိုသူကစာချုပ်တစ်ခုအနေနဲ့ percentage တစ်ခုကရောက်သွားတယ်ပေါ့ဆယ်စုနှစ်များစွာကြာပြီးတော့ဒီဘန်ကလည်းအမှုပညာတက်တန်းရှိပြီးတော့ platinum album တွေလည်းအများကြီးထုတ်ထားပြီးတော့တစ်ကမ္ဘာလုံးမှာအမာခံပရိသတ်တွေအများကြီးရှိတယ် Slipknot လိုဘန်ကြီးကတော့အဖို့မဖြတ်နိုင်တဲ့တေးဂီတာစင်းကိုပိုင်ဆိုင်ထားတယ်ဆိုတာကျွန်တော်အကျယ်တဝင့်ပြောနေကြအောင်မလိုပါဘူးအဲ့ဒီထဲမှာဘာတွေပါလဲဆိုရင် Duality Psychosocial Before I Forget တို့လိုမျိုးတခြင်းတွေအပြင်နောက်ပိုင်းထွက်ခဲ့တဲ့တခြင်းတွေအားလုံးကိုဆိုလိုတာပါဒါဆိုရင် Harborview Equity ဆိုတဲ့ကုမ္ပဏီကဘာလဲသူတို့ကဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးမယ်သူတို့ကဂီတနဲ့ပတ်သက်ပြီးတော့ယင်းနှိမ့်မြုပ်နှံမှုနယ်ပယ်မှာဝင်လာတာတိတ်မကြသေးတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်သူတို့ကတေးဂီတစင်းတွေကိုရေရှည်တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုအနေနဲ့သဘောထားပြီးတော့ဝယ်ယူပါတယ်သူတို့ကဂီတအမျိုးအစားဆုံးအမှုပညာရှင်တွေရဲ့စင်းတွေကိုဝယ်ယူပြီးတော့စီးပွားရေးလုပ်နေတာပါသူတို့ရဲ့စီးပွားရေးလုပ်တဲ့ပုံစံကဒီပိုင်ဆိုင်မှုတွေရဲ့တန်ဖိုးကိုအမြင့်ဆုံးဆွဲတင်ပေးဖို့ပါတခြင်းတွေကိုလိုင်စင်ပေးဖို့နီလန်အစ်စ်တွေရှာဖွေတာမျိုးတွေမီဒီယာအမျိုးမျိုးမှာထည့်သွင်းပေးတာမျိုးတွေပြီးတော့အဲ့ဒီမူပိုင်ကြေးတွေကိုသူတို့နဲ့မူရင်းဖန်တီးသူတို့ကြားမှာပါစနစ်အနေနဲ့ခွဲဝေယူတာမျိုးတွေအဲ့အနေနဲ့စပြီးတော့အမျက်တွေတိုးပွားလာအောင်လုပ်ပေးတာပါစေနာရှိလို့လုပ်ပေးတာတော့မဟုတ်ဘူးသူတို့ကလည်းပါစနစ်တစ်ခုရမှာဖြစ်တဲ့အတွက်ဒီတခြင်းတွေကိုဒီကြော်ညာတွေမှာထည့်ရမယ်ပြီးလို့ရှိရင်အမာရှင်သားတွေထုတ်မယ် marketing တွေလုပ်မယ်ဒါမျိုးတွေလုပ်ပေးတာပါ Harborview ကဒီ Slipknot ရဲ့ဂီတကနေပတ်သက်ပြီးတော့အနာဂတ်မှာပေါ့နော်လာမယ့်အချိန်တွေမှာငွေကြေးအကျိုးမြတ်ရဲ့ percentage တစ်ခုပိုင်ဆိုင်သွားပြီလို့ဆိုလိုတာပါဒါက TY ကသူတို့ရဲ့မူပိုင်ခွင့်အားလုံးကိုရောင်းချလိုက်တာမဟုတ်ဘဲနဲ့ percentage တစ်ခုကိုပဲထိန်းချုပ်ထားပြီးတော့အယောင်းဝယ်ရဲ့အတိအကျစီကံချက်တွေနဲ့ငွေပမာဏကိုတော့ public ကိုထုတ်ပြောတာမျိုးမရှိသေးပါဘူးဒါပေမဲ့ဒါကဒေါ်လာတန်ပေါင်းများစွာတန်ကြေးရှိတဲ့သဘောတူညီချက်ပါတဲ့စာချုပ်ဖြစ်တယ်ဆိုတာကတော့သိကြပါတယ်ဒီလိုမျိုးအယောင်းဝယ်တွေမှာများတော့အဖြစ်ဘယ်လိုလုပ်လဲဆိုရင်သူတို့ကဒီဘန်နေပြီးတော့အနာဂတ်မှာရလာနိုင်တဲ့ငွေကြေးတစ်ခုကိုခန့်မှန်းပြီးတော့မှပဲဒီငွေကြိုတင်ပေးလိုက်တာပါအဓိကကတော့ဗျာဘန်ကအဲ့လိုတခြင်းတွေပဲဆက်လို့ငါတို့ဘက်ကနေပြီးတော့ဒီpercentage တစ်ခုယူပြီးတော့မင်းတို့ကိုဘယ်လိုပြောမလဲ marketing လုပ်ပေးမယ်ဆိုတဲ့သဘောမျိုးပါလောလောဆယ်အနေနဲ့ကတော့ဘန်တော့ပတ်စံတွေအများကြီးရသွားတယ်ပေါ့ဒါဆို Slipknot လိုမျိုး new metal band တစ်ခုကသူတို့ရဲ့မူပိုင်ခွင့်တစ်စိတ်တစ်ပိုင်းကိုဘာလို့ရောင်းချဖို့အတွက်ဆုံးဖြတ်လိုက်တာလဲအဖြစ်များတဲ့အကြောင်းပြချက်တွေကတော့အများကြီးပေါ့ဗျာဒါပေမဲ့အဲ့ထဲမှာပထမဆုံးနဲ့အထင်ရှားဆုံးအကြောင်းအရာကတော့သူတို့ငွေအများကြီးရလိုက်လို့ဒီတခြင်းတွေကိုရောင်းလိုက်တာပါသူတို့ရဲ့ဘဝမှာကဂီတဖန်တီးမှုမှာပဲ
ရင်းနှီးမြှုပ်နှံထားတာပေါ့ဗျာဒီအမှုပညာရှင်ထားပါတော့အမှုပညာရှင်ဆိုတာကပေါ့နော်T1 အဖွဲ့တွေဆိုလို့ရှိရင်လည်းဒီလိုပဲသူတို့အနာဂတ်မှာဒီငွေကြေးနဲ့ပတ်သက်ပြီးတော့အာမခံချက်ရှိချင်တဲ့အတွက်မိသားစုကိုထောက်ပံ့ချင်တဲ့အတွက်ဒီလိုမျိုးထုတ်ရောင်းလိုက်တာပေါ့ဂီတဆိုတဲ့စီးပွားရေးလုပ်ငန်းကလည်းခုနောက်ပိုင်းတွေမှာတိတိတကြီးပဲဒီရေစီးကြောင်းတစ်ခုအနေနဲ့ပြောင်းလဲလာပြီးတော့ရှိုးပွဲတွေတခြင်းတွေကနေပြီးတော့ငွေတွေဝင်နေပေမဲ့လည်းရေရှည်မှာချမ်းသာဖို့ဆိုတာတော့ master file တွေပိုင်ဆိုင်ထားဖို့လိုအပ်တာပါဒီလိုပဲငွေတုံးတစ်ခဲတည်းရလိုက်တာဖြစ်တဲ့အတွက်အချိန်တိုင်းတာတစ်ခုထိရလာနိုင်တဲ့ဒီပတ်စံတွေကိုစောင့်နေကြမလို့ပဲနဲ့ဘန်ဘက်ကနေပြီးတော့ဘန်မန်ပါနဲ့သူတို့ရဲ့မိသားစုဝင်တွေအတွက်ဒီပုံမကောင်းမွန်တဲ့ငွေကြေးထောက်ပံ့မှုတွေလောက်လာနိုင်တာပေါ့ဥပမာဆိုရင်ထားလိုက်တော့ Slipknot ကနေပြီးတော့တခြင်းအစ်ထွက်တယ်ဗျာအဲ့ဒီတခြင်းကိုကျွန်တော်တို့ကဘေဘုတ်ဘလောက်ချိတ်ဖို့တို့ရောင်းအားဘလောက်ကောင်းဖို့တို့စောင့်နေကြမလို့ဘူးဘာလို့လဲဆိုရင်သူတို့ကဒီဘက်မှာ percentage တစ်ခုရောင်းလာတာဖြစ်တဲ့အတွက်ဒီပတ်စံကသူတို့ကရပြီးသားဖြစ်တဲ့အတွက်ကုမ္ပဏီဘက်ကလည်းဒီတခြင်းကိုဒီ percentage တစ်ခုပဲရတာဖြစ်တဲ့အတွက်သူတို့ငွေအများရနေတဲ့အတွက်ဒီတခြင်းကိုသူတို့နာမည်ကြီးအောင်လုပ်ပေးမှာအမျိုးမျိုးပေါ့ဗျာတခြင်းကိုအဲ့လိုတခြင်းကိုတုံးပြပြီးတော့ရတဲ့နီလန်းနဲ့သူတို့ကပတ်စံရှာပေးမှာဒုတိယအချက်ကတော့ဘန်မန်မာတွေအသက်ကြီးလာလို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုရင်အသက်ကြီးလာတဲ့အမှုပညာရှင်တွေဒါမှမဟုတ်ဂီတသမားတွေကအခုလိုမျိုးမိုဘိုင်းခွင့်တွေကိုကြိုပြီးတော့ရောင်းချတတ်ပါတယ်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်နောက်ပိုင်းအနာဂတ်မှာ T1 ကွဲသွားတာဖြစ်စေဒီ T1 ကဆက်ရှိနေတာဖြစ်စေတခြင်းတွေကဆက်ပြီးတော့ခစ်စားနေတယ်ပေါက်နေတယ်ဖြစ်စေဒါမှမဟုတ်ရင်တခြင်းတွေကလုံးဝပြိတ္တကြားတဲ့မပေါက်တော့ဘူးဖြစ်စေသူတို့ကထည့်တွက်နေကြမလို့ပါဘူးအနာဂတ်ကိုဒီပတ်စံနဲ့ပတ်သက်ပြီးတော့စိတ်အေးနဲ့သူတို့ကဖြတ်တန်းလို့ရပါတယ်ဒီလိုပဲ Slipknot အနေနဲ့လည်းရလာနိုင်တဲ့ငွေကိုတစ်ခါတည်းစုပေးလိုက်တာဖြစ်ပြီးတော့ရေရှည်မှာမိုဘိုင်းခွင့်အကျိုးမြတ်စီမံရမှာပို့ပြီးတော့လွယ်ကူသွားပါတယ်ဘယ်လိုလဲဆိုလို့ရှိရင်ဘဏ်ကကွဲသွားသည့်တိုင်အောင်ဒီစာချုပ်ထဲမှာပါတဲ့ percentage အတိုင်းပဲလူတွေကပတ်စံရအောင်မှာပါအမှဘဏ်အဖွဲ့ဝင်တွေကအဲ့လို main member တယောက်တစ်ခုဖြစ်သွားလို့ဒါမှမဟုတ်အဖွဲ့တွေကထွက်သွားလို့ဘဏ်ကကမောက်ကမဖြစ်သွားတာမျိုးတွေမဖြစ်တော့ပါဘူးကျွန်တော်တို့မြန်မာပြည်မှာဆိုဒါမျိုးတွေခဏခဏဖြစ်ပါတယ်အဆိုတော်ကထွက်သွားတာတို့အဲ့လိုမျိုးပေါ့ဗျအမျိုးမျိုးဖြစ်တယ်ဗျဘာလို့လဲဆိုတော့သူတို့ကဒါစာချုပ်ချုပ်ထားတဲ့အတွက်ဒီလူတွေဖန်တီးထားတဲ့ percentage ကဒီလောက်ဘဒုစီကိုခွဲမယ်ဆိုပြီးတော့ဒီစာရုပ်ထဲမှာပါတဲ့အတိုင်းပဲဆက်ရှိတော့မှာပါတတိယအချက်အနေနဲ့ကတော့ဒီ Slipknot ကသူတို့အကောင်းဆုံးလုပ်နိုင်တဲ့အရာတွေပေါ်မှာပဲအာရုံစိုက်ဖို့အတွက်ဒီစာချုပ်ကိုချုပ်လိုက်တာပါအဲ့အရာတွေကတော့တခြင်းတွေဖန်တီးရဲ့နေရာမှာဒါမှမဟုတ်ရှိုးပွဲတွေလုပ်တဲ့နေရာမှာပဲသူတို့ကအာရုံစိုက်တော့မှာပဲဖြစ်ပါတယ်ကြီးမားပြီးတော့ရှုပ်ထွေးလာတဲ့ဒီမိုဘိုင်းကွန်းတွေဒေဂီတာစင်ရန်တွေဒါတွေကိုသူတို့ကခေါင်းရှုပ်မခံတော့ဘူးpercentage တစ်ခုပေးပြီးတော့ကုမ္ပဏီတစ်ခုရောင်းလိုက်တဲ့အတွက်ဒီကုမ္ပဏီကနေပြီးတော့စာချုပ်ထဲပါတဲ့အတိုင်းပဲစီမံသွားမယ်percentage တစ်ခုလည်းကုမ္ပဏီကယူမယ်ဆိုပြီးတော့လွှဲပေးလိုက်တာပါSlipknot ကတော့သူတို့ရဲ့ဝန်ထုတ်ဝန်ပိုးတွေရှော့ချလိုက်ပြီးတော့ဒီဂီတပိုင်းကိုပဲအာရုံစိုက်တော့မယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့လိုဖြစ်ရင်တော့ကောင်းပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဒါကပြန်ပြီးတော့ယင်းနှိမ့်မြုံနယ်မှုတစ်မျိုးလည်းဖြစ်တယ်လို့ဆိုထားပါတယ်ဒီရောင်းချမှုကနေပြီးတော့ရတဲ့ငွေတွေကိုT1 အဖွဲ့ဝင်တွေတဦးချင်းဒါမှမဟုတ်ရင်T1 တစ်ခုလုံးကစုပေါင်းပြီးတော့လုပ်ငန်းအသစ်တွေကိုတခါတည်းလှုပ်ထားလို့ရတယ်ပေါ့စီးပွားရေးလုပ်ငန်းအသစ်တွေမှာယင်းနှိမ့်မြုံနယ်ထားပြီးတော့ဒီဒါမှမဟုတ်လည်းတခြင်းrecord label တွေထောင်မလားအဲ့လိုမျိုးပေါ့ဗျာဘန်အသေးလေးတွေကိုအခွေထုတ်ပေးမလားဒါမျိုးတွေလုပ်လို့ရတယ်သူတို့ကပုံမှန်အတိုင်းဆိုလို့ရှိရင်event တစ်ခုလုပ်ဖို့အတွက် record label ကနေပြီးတော့ချပေးတဲ့ပတ်စံတွေကိုစောင့်နေကြမလို့သူတို့အခုလက်ထဲမှာငွေတစ်လုံးတစ်ခဲတည်းရှိနေတဲ့အတွက်ဒီပတ်စံကိုသူတနေရာမှာအကျိုးရှိအောင်တော့သုံးလို့ရတယ်ပေါ့အဲ့ဒီအတွက်လည်းဒီစာချုပ်ကိုချုပ်ခဲ့တာပါဒါဆိုရင်ဒီလိုမျိုးစာချုပ်ချုပ်လိုက်တာဖြစ်တဲ့အတွက် Slipknot ဘန်ရဲ့အနာဂတ်မှာဘာတွေဖြစ်လာနိုင်လဲဆိုလို့ရှိရင် Slipknot ရဲ့တခြင်းတွေကိုကျွန်တော်တို့တွေမထင်ထားတဲ့နေရာတွေမှာပို့ပြီးတော့ကြားရလာနိုင်ပါတယ်Harborview ရဲ့ရီမန်းချက်ကလည်းဒါပါပဲဒီတခြင်းကိုအသုံးပြုပြီးတော့သူတို့ကစီးပွားပြန်ရှာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကရုပ်ရှင်တွေမှာလည်းကြားလာနိုင်တယ် TV show တွေမှာလည်းကြားလာနိုင်တယ်ပြီးဗီဒီယိုဂိမ်းတွေဒါမှမဟုတ်ကြော်ညာတွေမှာလည်းSlipknotတခြင်းတွေကြားလာနိုင်တယ်ဗျာတချို့ပရိသတ်တွေဆိုလို့ရှိရင်ဘယ်လောက်ထိအောင်မှ line ပေါ်မှာအဲ့လိုခနော်ခနဲ့တွေရေးထားလဲဆိုလို့ရှိရင် duality တခြင်းကိုတော်ရိုက်သေးကြော်ညာမှာတုံးလာတာတွေဖြစ်လာနိုင်တယ်တို့ Slipknot အနံ့ပါတဲ့ဖျောင်းနိုင်တွေထုတ်လာနိုင်တယ်ဆိုပြီးတော့မှလောင်ပြောင်ကြီးရေးနေကြတာမျိုးတွေတွေ့ရပါတယ်ဒါပေမဲ့လည်းတကယ်တမ်းဒီလိုပဲလုံးမှာပါHarborview ကသူတို့ကSlipknot ဆိုတဲ့ brand အောက်ကနေပြီးတော့တရားဝင်ငွေရှာခွင့်ရသွားတာပါပြီးတော့နောက်ထပ်တစ်ခုထပ်လုပ်လို့ရသေးတာကအဲ့လိုပြန်လဲထုတ်ဝေမှုတွေဒါမှမဟုတ် edition တစ်ခုအနေနဲ့ event တွေထပ်ထုတ်ပေးလို့ရပါတယ် Harborview က Slipknot ရဲ့တခြင်းအဟောင်းတွေကိုပြန်ထုတ်ဝေတာတွေပြီးရင် dual edition ထုတ်တာတွေဒါမှမဟုတ်တခြင်းတွေကိုစုဝေးပြီးတော့compilation event ဆိုပြီးလုပ်တာမျိုးတွေလုပ်လာနိုင်ပါတယ်ဒီထက်ပိုတာကကျွန်တော်တို့တွေ live show event တွေတွေ့ရလာနိုင်တယ်ပြီးလို့ရှိရင်တခါမှမထုတ်ရသေးတဲ့ demo တွေunrelease တွေဒါတွေကို Harborview ဘက်ကနေပြီးတော့ထုတ်ပြီးတော့ငွေရှာတွေကျွန်တော်တို့တွေ့ရလာနိုင်ပါတယ် Harborview ကသူတို့ရဲ့တေဂီတာပိုင်းတွေကိုပိုင်ဆိုင်သွားပေမဲ့လည်း Slipknot ကိုယ်တိုင်ကသူ့ရဲ့ brand နဲ့သူတို့ရဲ့ပုံရိပ်တွေကိုထိန်းချုပ်ထားနေတော့မယ်လို့ထင်ပါတယ်ထိန်းချုပ်ထားဖို့လည်းများပါတယ်
ဘာလို့လဲဆိုတော့အရန်ဒီပေါက်တချင်းတွေလောက်တာမျိုးတွေရှိုးပွဲတွေမှာအဲ့လို reality show တွေ TV တွေအဲ့လိုမျိုးတွေတော့မဖြစ်လာနိုင်တော့ဘူးတော့ကျွန်တော်ထင်တာပဲဒါပေမဲ့တချို့ပရိသတ်တွေကကျတော့ဘလို့ထင်လဲဆိုရင် Slipknot ကသူတို့ရဲ့ပြောမှဆိုရင်ဗျာဝိညာဉ်ကို net source ကိုရောင်းသလိုမျိုးပေါ့ Slipknot ကသူတို့ရဲ့ဝိညာဉ်ကိုဒီ corporation တစ်ခုကြီးကိုရောင်းလိုက်ပြီဆိုပြီးတော့စိုးရိမ်နေကြတာပေါ့ဒါကတော့ TY ဖက်ကနေပြီးတော့သူတို့ရဲ့ဖန်တီးမှုတွေကိုဘယ်လိုမျိုးဆက်ပြီးတော့လုပ်သွားမလဲဆိုတာပေါ်မှာလည်းမူတည်ပါတယ်တချင်းတွေဖန်တီးတဲ့နေရာမှာလည်းပေါက်တချင်းတွေစတိုက်ထုတ်လာတာမျိုးလားဒါမှမဟုတ်တချင်းတွေအများကြီးထုတ်လာတာမျိုးလားစီးပွားရေးပဲကြီးတော့တာမျိုးလားဆိုတာကတော့ဘန်ပေါ်မှာလည်းအများကြီးမူတည်နေတဲ့အတွက်တထစ်ချတယ်တော့ပြောလို့တော့မရပါဘူးဒီတဘောတူညီချက်ကလက်ရှိသူတို့ရဲ့ထွက်ပြီးသားတချင်းတွေပေါ်မှာပဲတက်ရောက်နေတာပါSlipknot ကသူတို့လက်ရှိဖန်တီးမဲ့တချင်းအစ်စ်တွေကတော့သူတို့ရဲ့ record label ဖြစ်တဲ့Road Runner Record နဲ့တဘောတူညီတဲ့ရှိသေးတာဖြစ်တဲ့အတွက်ဒီ Road Runner ရဲ့စီမင်းစည်းကမ်းတွေအောက်မှာပဲရောက်နေပါသေးတယ်Hyperview ကတော့မပိုင်သေးဘူးပေါ့ဒါကြောင့်မလို့ဒီ Slipknot ရဲ့ဖန်တီးမှုကတော့ဒီအနုပညာလက်ခွင့်ရှိနေတော့မယ်လို့တော့ပြောကြပါတယ်ဒါဆိုရင်ဒီလိုမျိုးစာချုပ်ချုပ်လိုက်တာကကောင်းတဲ့အချက်လားဆိုးတဲ့အချက်လားဆိုတာရိုးရိုးသားသားပြောရရင်ဒါကကောင်းတဲ့အချက်လည်းမဟုတ်ဘူးဆိုးတဲ့အချက်လည်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီဥစ္စာကကျွန်တော်တို့ရှုမြင်တဲ့ရှုထောင့်ပေါ်မှာပဲမူတည်ပါတယ်ဘန်အတွက်ကတော့ဒါကသူတို့ရဲ့နောက်ပိုင်းလာမဲ့ဒီဂီတအမွေအနှစ်တွေကိုငွေကြေးလုံခြုံစေတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ် Hyperview အတွက်ကကျတော့ဒီကနေပတ်သက်ပြီးတော့ငွေရှာတဲ့အခွင့်အရေးတစ်ခုပါအဲ့တော့ကျွန်တော်တို့ fan တွေအနေနဲ့ကတော့ဒီစိတ်အေးစရာတစ်ခုရှိတာကတော့ Slipknot ရဲ့ဖန်တီးမှုတွေကသူတို့လက်ထဲမှာပဲရှိနေသေးတယ်ပြီးတော့ဒီအတိတ်ကဖန်တီးခဲ့တဲ့သင်းတွေကတော့စီးပွားဖြစ်အသုံးပြုခံရတော့မှာပေါ့ဒါကတော့နည်းနည်းဘယ်လိုပြောမလဲဝမ်းနည်းစရာပေါ့ဗျာကျွန်တော်တို့တွေတေချာတော့ commercial တော်တော်များများSlipknot တဲ့ချင်းတွေတွေ့ရလာတော့မှာပါဒီလိုသဘောတူညီချက်တွေကသူတို့ရဲ့တမိုင်းကြောင်းကိုပြောင်းလဲလို့တော့မရပါဘူးသူတို့ရဲ့ဂီတကတန်ပေါင်းများစွာသောလူတွေပေါ်မှာတက်ရောက်မှုရှိနေတာကိုလည်းမပြောင်းလဲနိုင်ပါဘူးပြီးတော့သူတို့ရပ်တန့်သွားမှလည်းမဟုတ်ပါဘူးသူတို့ကရှိုးပွဲတွေမှာခေါင်းစည်းပိုင်းဖြစ်နေဆက်လက်ဖျော်ဖြေပြီးတော့နေအောင်မှာပါပြီးတော့တချင်းတစ်တွေလည်းဆက်ပြီးတော့ထွက်နေအောင်မှာပါကျွန်တော်တို့အားလုံးကြားရပါတယ်ဆိုတော့ဒီအမခန်းဖျော်ဖြေမှုတွေကတော့ဇက်တိုက်လာနေအောင်မှာပဲဖြစ်ပါတယ်ဒီစာချုပ်ကိုချုပ်လိုက်တာကဘယ်သူလို့ထင်လဲဟုတ်ပြီဒီစာချုပ်ကိုချုပ်လိုက်တာကကိုရင်တေလာလို့ထင်တော့မှားပါမယ်ဒီစာချုပ်ကိုချုပ်လိုက်တာကThe Clown ပါသူကဘာလဲဆိုလို့ရှိရင် Slipknot မှာfounding member 3ယောက်ရှိတယ်ဗျာ founding member 3ယောက်ထဲမှာ Paul Gray ရယ် The Clown ရယ်ပြီးတော့ဒီအရင်တုန်းကသူတို့အဆိုတော်တယောက်ဖြစ်တဲ့ထားပါတော့ကျွန်တော်နာမည်တော့မေ့နေပြီအဲ့တယောက်ရယ်ပေါ့3ယောက်ဒါပေမဲ့တချို့မှတ်တမ်းတွေမှာတော့ဟိုဂျိုရီကလည်းပါတယ်လို့ပြောတယ်ဒါပေမဲ့ Clown ကိုယ်တိုင်ကဂျိုရီကမပါဘူး Slipknot ဆိုတာဖြစ်ပြီးမှပဲဂျိုရီကရောက်လာတယ်လို့ပြောတယ်အဲ့ဒီ3ယောက်ထဲမှာဗျာလက်ရှိဘန်ထဲမှာလည်းရှိနေတယ်ပြီးတော့ဘန်နဲ့လည်းအနုပညာလုပ်တွေဆက်လုပ်နေတာအားလုံးက Clown တယောက်တည်းပဲပါတော့တယ်မှာထားပါတော့ Paul Gray နဲ့အရင်တော့ကအဆိုတော်တယောက်နဲ့ကသူတို့က Slipknot ကနေပြီးတော့ percentage ရနေတယ်ဆိုပေမဲ့သူတို့ကဒီထွက်တဲ့သချင်းအသစ်တွေအတွက်မရတော့ဘူးဗျာဒီဘန်ရဲ့ brand နဲ့ကနေပဲရတာဒါပေမဲ့ Paul Gray ကကျတော့ဒီဘန်ရဲ့တစ်စိတ်တစ်ပိုင်းအောင်လည်းသူပိုင်တယ်ထွက်လာတဲ့များသချင်းတွေအားလုံးကလည်းသူပါဝင်ပတ်သက်ထားတာဖြစ်တဲ့အတွက်သူ့ percentage ကအများဆုံးပဲပြီးလို့ရှိရင်အခုချုပ်တဲ့စာချုပ်ထဲမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ရပိုင်ခွင့်က percentage အများဆုံးပါပဲကိုရင်တီလာကဒါကိုဘာမှဝင်မပြောဘူးလားဆိုလို့ရှိရင်တော့ပြောလို့မရပါဘူးကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်တော့အဆိုတော်ကဘန်တစ်ခုရဲ့အဓိကT1 ရဲ့ခေါင်းဆောင်အနေနဲ့ရှုမြင်ကြပြီးတော့ဗျာနိုင်ငံခြားမှာတော့အဲ့လိုမဟုတ်ပါဘူး T1 ကိုတီထောင်တဲ့လူက T1 မှာအရေးပါပါတယ်T1 မှာဆိုနေတဲ့လူကတော့T1 တီထောင်တဲ့လူအတွက်နဲ့ရှင်လို့ရှိရင်ဒါက member တယောက်တက်ပဲဒီစာချုပ်ကိုချုပ်ဆိုတာလည်းသူကိုယ်တိုင်မှာပဲဒါပေမဲ့စိတ်ပူစရာတော့မလိုဘူးဗျာ commentator မှာကျတော့ Stone Sour လည်းရှိရပြီး side project တွေလည်းအများကြီးရှိတယ်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ commentator ကိုတွားပြီးတော့စိတ်ပူစရာမလိုဘူးဗျာဒါသူက easy သူက chill guy ပေါ့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲကျွန်တော်နောက်တဲ့ဗီဒီယိုမှာလည်းဒီနောက်တဲ့တခြားဘန်ရဲ့အကြောင်းတွေပြောပြီးတော့ပြင်လာခဲ့ပါဦးမယ်အခုဒီကျွန်တော်အားပေးနေတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ပြောချင်တာကအရင်တစ်ပုတ်မှာတင်ထားပေးတဲ့Green Day ရဲ့ Ordinary War ဆိုတဲ့ရုပ်ရှင်ကိုကြည့်ရှင်တယ်ဘယ်မှာကြည့်ရမှန်းမသိဘူးဆိုရင်တော့ကျွန်တော် Rocket ဆိုတဲ့ Telegram channel လေးဖွင့်ထားပါတယ်အဲ့ဒီ channel ကနေပြီးတော့တွားရောက်ကြည့်ရှုလို့ရပါတယ်channel link ကိုလည်းကျွန်တော်ဒီ comment မှာဖြစ်ဖြစ် description မှာဖြစ်ဖြစ်ချထားပေးပါမယ်ဒီစာချုပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြံခဲ့တဲ့အကြောင်းအရာတွေပြီးတော့ဒီစာချုပ်ပေါ်မှာမြင်တဲ့အမြင်တွေကိုလည်းလွတ်လပ်စွာနဲ့ကျွန်တော် comment box ထဲမှာဝင်ရောက်ရေးသားခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးပါ